Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်နားရက်လေးမှာတော့ကျွန်တော်ချက်ဖြစ်တဲ့ကြာဇံဟင်းခါလေးလာမျှဝေပေးတာဖြစ်ပါတယ်ချက်တတ်တဲ့သူတွေတော့ကြော်သွားပေါ့နော်ချက်မတတ်တဲ့လူတွေတော့ကျွန်တော်နဲ့အတူတူဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားပေါ့နော်တစ်ခေါက်ကြည့်တာနဲ့ကျွန်တော်တို့အတွက်တော့ချက်လို့အရန်လွယ်ကူသွားပြီချက်ပုံချက်နည်းလေးကတော့အများကြီးရှိတယ်ဆိုပါမယ်ကိုကစဖို့မူတယောက်ဆိုရင်တော့ကိုစကင်းနဲ့ကိုချပြရမှာပေါ့နော်ကျွန်တော်သုံးတဲ့ပစ္စည်းတွေကြတော့အများကြီးမဆုံးပေမဲ့အရသာတော့အရန်လဲကောင်းတယ်ပစ္စည်းတွေဘာတွေထည့်ရမလဲဆိုတာကျွန်တော်ကိုလည်းတစ်ချက်လောက် comment မှာမှန်းလို့ရပါတယ်ကျွန်တော်ခုမှဗီဒီယိုစလုပ်တဲ့အတွက်အမားပိုင်ကျွန်တော်ဒီဗီဒီယိုကနေကျွန်တော်တောင်းပန်ပါတယ်ကျွန်တော် Facebook ကို like and follow လေးလုပ်ပေးကြပါလို့ကျွန်တော်ဒီဗီဒီယိုကနေကျွန်တော်တောင်းဆိုပါတယ်နောက်ရက်တွေမှာလည်းကျွန်တော်ဟင်းတွေအများကြီးလာချက်ပြမှာဖြစ်တဲ့အတွက်ကျွန်တော် Facebook ကို like and follow လုပ်ပေးကြပါစူးစမ်းတဲ့သူတိုင်းမှာပန်းတန်းဆိုတာရှိတယ်အခုကြည့်နေတဲ့သူတွေအားလုံးလည်းစူးစမ်းကြပါလို့ကျွန်တော်ဒီဗီဒီယိုလေးနဲ့နှုတ်ဆက်လိုက်ပါတယ် See you ကောင်းသောညလေးပါနောက်ရက်မှာပြန်တွေ့ကြမယ် bye bye zero